local ညဝဲအထည်ရဲ့ Trump ဖြစ်နေတဲ့အိတ်လေးတွေကိုရောင်းနေတဲ့ဆိုင်ရှင်တယောက်အနေနဲ့တရက်တာပါလီလုပ်ရတယ်ဆိုရင်ဒီဗီဒီယိုမှာဆွဲပြသွားပြပါမယ်။အရင်ဥဆောင် operation ပိုင်းကတော့ပေါ့နော်ဆိုင်ကညီမလေးကိုအဓိကလုပ်ခိုင်းပါတယ်ပေါ့နော်။အဓိကလုပ်ရတာကတော့စာပြန်နာရဲ့ customer ပိုင်းပြောဆိုတာတွေကိုအဓိကလုပ်ခိုင်းတာဖြစ်ပါတယ်ပေါ့နော်။ကတော့ပစ္စည်းအသစ်တွေရောက်ပြီဆိုရင်ပုံရိုက်တဲ့ဗီဒီယိုရိုက်တဲ့စသဖြင့် home training bed account ရဲ့ home grade nightwear account ရဲ့ပြောဟောင်းရဲ့အခု personal account ရဲ့ဆိုပြီးတော့ account 3ခုကို run နေရဖြစ်ပါတယ်။ကိုယ်တိုင်ကင်ပြီးတော့ကိုယ်တိုင်ဗီဒီယိုလေးရိုက်ပြီးတော့ကိုယ်တိုင် creative အသစ်လေးတွေကိုဖန်တီးပါတယ်ပေါ့နော်။ညဝက်ကအခုမှ local brand စားဖောက်တာဆိုတော့ home တွက်ကတော့နည်းနည်းလေးအချိန်ထပ်ပေးရတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုရင် home ပြောတယ်ခုန training bed ဆိုရင် home အခု run နေတာနှစ်ကျော်ရှိနေပါပြီ။အခုဒီ nightwear ကတော့ home အခု run ထားတာ2လနီးပါပဲရှိပါသေးတယ်ဆိုတော့ account က0ကနေ run တာဖြစ်နေတဲ့အတွက်ကျွန်တော်ဗီဒီယိုကိုဘယ်လိုနီးလန်းနဲ့ run ရင်လူကြည့်များမလဲလူပိုစိတ်ဝင်စားမလဲဆိုနီးမျိုးစုံကိုဖန်တီးနေစေဖြစ်ပါတယ်ပေါ့နော်။အိတ်နဲ့အထည်လေးနဲ့ run ရတာကမတူပါဘူး။အထည်လေးကအခုလူလေးအရန်လောက်တာများတော့ပေါက်ဖို့ကတော့အရန်နည်းနည်းလေးခက်ခဲတယ်လို့ home ခံစားရပါတယ်ပေါ့နော်။ကိုယ့်ရဲ့ဒီလုတ်ဖို့ကင်ဖက်လေးနဲ့တွဲလုပ်ပြီးဆိုရင်အဲ့တညာမှာပဲရဲမနေပဲနဲ့သူတို့ထက်ကောင်းတဲ့ဟာလေးများရှိမလားဆိုပြီးတော့အမြဲတမ်းရှာဖွေရပေါ့နော်။ညဝက်က local brand ဖြစ်တဲ့အတွက်ကြောင့်မို့အမြဲ update ဖြစ်အောင်တော့တင်ယူလေ့လာနေရသေးတယ်ပေါ့။ပိတ်လေးတွေယူနေကြဆိုင်တွေထက်ဒီထက်ကောင်းတဲ့ဆိုင်တွေကိုရှိမလားဆိုပြီးတော့အမြဲတမ်းရှာဖွေနေရတယ်။ချုံယုံကတော့ကိုယ်ပိုင်ချုံယုံဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်။ဒီတိတ်တော့စိတ်ပူစရာမလိုဘူး။ဗီဒီယိုရမ်းရှည်ရမှာဆိုလို့နောက်တချို့ဟာလေးဆိုရင်နောက်ဗီဒီယိုမှာပဲဟိုထပ်ပြီးတော့ပြပြသွားပေးပါမယ်။အခုမှဒီဗီဒီယိုအဆုံးထိကြည့်ရှုပြီးတော့ရောက်စီတိုင်းကိုကြည့်ရှုတင်ပါတယ်။